ကနေ့တင်ဆက်ပေးချင်တာကတော့ရန်ကုန်မြို့ Rose Garden Hotel မှာကျင်းပပြုလုပ်ခဲ့တဲ့မြန်မာနိုင်ငံရဲ့ဆေးနှင့်ဆေးပစ္စည်းဆိုင်ရာနိုင်ငံတကာကုန်စည်ပြပွဲအကျိုးမိတ်ဆက်ပွဲခမ်းနားပဲဖြစ်ပါတယ်။အားကြီးမြောက်မြန်မာဆေးဝါးဆိုင်ရာကုန်ပစ္စည်းကုန်စည်ပြပွဲကိုမြန်မာဆေးဝါးနှင့်ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာလုပ်ငန်းရှင်များအသင်း MBMEA နဲ့မြန်မာပုဂ္ဂလိကဆေးရုံများအသင်း MBHA တို့၏ပူးပေါင်းမှုနဲ့အတူ VAS Company Limited ကဦးဆောင်ပြီး2018ခုနှစ်ဇူလိုင်လ9ရက်နေ့ကနေ9ရက်နေ့ထိရန်ကုန်မြို့ Rose Garden Hotel မှာကျင်းပပြုလုပ်သွားမယ်လို့လည်းသိရှိရပါတယ်။ဒီဘက်နဲ့ပတ်သက်ပြီးတော့တာဝန်ရှိသူတူဦးကလည်းယခုလိုမျိုးပဲပြောပြသွားခဲ့ပါတယ်။ကျွန်တော်နာမည်ကဒေါက်တာဝင်းကြိုင်ပါ။ကျွန်တော်ကလက်ရှိဒီတွဲဖက်အသွင်မှုနဲ့အနေနဲ့မြန်မာနိုင်ငံဆေးပစ္စည်းနဲ့ဆေးနဲ့ဆေးပစ္စည်းကုန်တယ်များနဲ့လုပ်ငန်းရှင်များအသွင်မှာကျွန်တော်လက်ရှိတာဝန်ထမ်းဆောင်ပေးနေပါတယ်ခင်ဗျာ။ကဲဒီနေ့ကတော့ Kick Off Meeting ပေါ့နော်။ကျွန်တော်တို့9ချိန်မြောက်ဒီမြန်မာ Farmet Expo 2017ပေါ့အဓိကကတော့ကျွန်တော်တို့ VS ဆိုတဲ့ဒီဗီယက်နမ်အခြေစိုက်ကျွန်တော်တို့ဒီ organizer အဲ့ company တစ်ခုကနေအဓိကစီယုံပြီးတော့ကျွန်တော်တို့ကျွန်တော်တို့ MPME ခေါ်တာပေါ့နော်ကျွန်တော်ဆေးအသင်းကိုခေါ်တာပေါ့ဆေးနဲ့ဆေးပစ္စည်းများအသင်းကကျွန်တော်တို့ဒီ co-organizer အနေနဲ့ပူပေါင်းပါဝင်ပြီးတော့ကျွန်တော်တို့9နှစ်ဆက်တိုက်ရှိပါပြီဒါ9ချိန်မြောက်အနေနဲ့ဒီတစ်ခေါက်ကျွန်တော်တို့ဒီ Rose ကျွန်တော်တို့ Garden Hotel မှာလာမယ့်ဇူလိုင်9ရက်နေ့နဲ့9ရက်နေ့အထိကျွန်တော်တို့ဒီနိုင်ငံတကာနိုင်ငံပေါင်း15နိုင်ငံကဆေးရုံတွေနောက်ခါကျွန်တော်တို့ဒီဆေးပစ္စည်းဆေးဝါးပစ္စည်းတွေmedical device ပေါ့နော်ဆေးတွေမကောင်း medical device ထုတ်လုပ်သူတွေနောက်ခါကျွန်တော်တို့ဒီဓာတ်ခွဲခန်းနဲ့ပတ်သက်တဲ့ပစ္စည်းတွေနဲ့ပတ်သက်တာတွေနောက်ခါကျွန်တော်တို့ dental ဆိုတော့ professor ဆိုင်နဲ့ပတ်သက်တာတွေအကုန်လုံးပေါ့နော်တစုစည်းတွေပြဖို့အတွက်ဆိုပြီးတော့ကျွန်တော်တို့ဒီနေ့ press release အနေနဲ့ kick off meeting လုပ်တဲ့ပွဲလေးပါခင်ဗျာနိုင်ငံပေါင်း15နိုင်ငံမှာကျွန်တော်တို့ဒီအရှေ့တောင်အာရှနိုင်ငံတွေနဲ့မကပါဘူးယူရိုပကနိုင်ငံတော်တော်များများလည်းပါဝင်ပြီးတော့ပြသလိမ့်မယ်လို့လည်းကျွန်တော်သိရပါတယ်လောလောဆယ်အနေထားအနေနဲ့ဆိုရှင်ပြကန်းမှာကျွန်တော်တို့ပါဝင်ပြသဖို့ဆိုပြီးတော့ဒီအတီးပြုထားပြီးသားဒီအဖွဲ့အစည်းအနေနဲ့အားလုံးဆိုကုမ္ပဏီပေါင်း40ပြကန်းပေါင်း40လက်ရှိရထားပြီးသားဖြစ်ပါပြီဆိုတော့အခုကကျွန်တော်တို့9လပိုင်းဆိုတော့9လပိုင်းအထိဆိုရင်ကျွန်တော်ထင်ပါတယ်ပြကန်းအနေနဲ့နောက်ထပ်ဒီတက်ပို့ပြီးတော့တိုးတက်ပြီးတော့ရရှိဖို့ပဲရှိပါတယ်မနစ်ကတဲ့ဆိုင်တော့မနစ်ကတော့မှကျွန်တော်ထင်တယ်အားလုံး46ခန်းပဲရခဲ့တယ်ဆိုတော့ဒီနှစ်ကအခုတော့မှပြကန်း40ရှိပြီဆိုတော့မနစ်ကတဲ့ဆိုင်တော့ပို့ပြီးတော့ပြသမယ်လို့ပို့များမယ်လို့ယုံကြည်ပါတယ်ပြသမယ်ပစ္စည်းတွေအနေနဲ့တော့ကျွန်တော်သိရတဲ့လောက်ဆိုရှင်ကျွန်တော်တို့ဒီအများပြည်သူတွေလက်ရှိကျွန်တော်နိုင်ငံမှာရှိတဲ့ပြည်သူဆောင်ရှောက်ရေးအတွက်လိုအပ်တဲ့စီးပွားတွေမကဘူးနောက်တော့အသေးစိတ်တွေပေါ်တဲ့စီးပွားတွေအခမ်းအနားတွေလည်းပါရှိမယ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆရပါတယ်ဒါတွေမကဘူးကျွန်တော်တို့စေယုံသုံးဒီလိုအပ်တဲ့ဒီကျွန်တော်တို့ဒီ CPC ကိရိယာတွေနောက်ခါကျွန်တော်တို့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေအဓိကတော့ဓာတ်ခွဲခန်းသုံးပစ္စည်းတွေရတယ်ကျွန်တော်တို့နဲ့ကျန်းမာရေးဆောင်ရှောက်မှုမှာဆိုရှင်ယောဂတစ်ခုကိုပပျောက်အောင်ကုနိုင်ဖို့ဆိုတာကဒီယောဂနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အဖြေရှားတဲ့ဒီ laboratory investigation ပေါ့နော်ဆိုတော့ဒီအခန်းကဏ္ဍကလည်းအရင်နဲ့ဆိုင်တော့ပို့ပြီးအရေးပါလာတဲ့အခန်းကဏ္ဍနဲ့တည်ရှိတာဖြစ်တဲ့အတွက်မနစ်ကတည်းကမတူတဲ့အချက်ကကျွန်တော်တို့ဒီတစ်ခေါက်မှာမြန်မာ Farmet Expo တာပြောပြီးမြဲကျွန်တော်တို့က laboratory ရောနောက် dental association ဆိုအားလုံးကလည်းကျွန်တော်တို့ပါဝင်ပြီးအားဖြစ်ပြီးတော့ကူညီထားတာကိုကျွန်တော်တို့တွေ့ရှိရပါတယ်